ချင်ပြည်နယ်အတွင်းရှိမြစ်ချောင်း AI များမှာရွှေတူးပေါ်ခြင်းများအလွန်အကျွံပြုလုပ်လာ၍မြစ်ချောင်း AI များပျက်စီးလာမယ့်အရေးဒေသခံအမျိုးသမီးများကကန့်ကွက်ခဲ့ကြတယ်လို့သိရပါဗျ။ကချင်ပြည်နယ်အတွင်းနိုင်ငံရေးပဋိပက္ခဖြစ်ပွားလာတဲ့နောက်ပိုင်းတိုက်ပွဲများပြင်းထန်လာ၍ဒေသခံများနေရစွန့်ခွာထွက်ပြေးနေရခြင်းများကိုအခွင့်ကောင်းယူကာစီးပွားရေးလုပ်ငန်းရှင်များကမြစ်ချောင်း AI တို့မှာရွှေတူးဖော်ခြင်းတွေကိုစက်ရန်တရားကြီးများဖြင့်အလွန်အကျွံပြုလုပ်လာခြင်းများကြောင့်မြစ်ချောင်း AI ပျက်စီးလာမယ့်အရေးဒေသခံအမျိုးသမီးများကစုပေါင်းကန့်ကွက်ခဲ့ကြတယ်လို့မလေးအင်မိုင်စုအမျိုးသမီးများအဖွဲ့ချုပ်မှတာဝန်ရှိသူတဦးကပြောပါရယ်ကျမတို့ဒေတာအထက်ပိုင်းမေခမလီခါမြစ်ချောင်းတွေမှာအခုနောက်ပိုင်းရွှေတူးဖော်မှုတွေကိုစက်ရန်တရားကြီးရွယ်နဲ့တူးဖော်နေကြတယ်။အဲ့ဒီလိုတူးဖော်လို့အခုဆိုရင်မြင့်ရည်တွေကတောက်တုံမရတော့ဘူးအစိတ်တွေဖြစ်နေပြီ၊နှွေရည်တွေဖြစ်နေပြီ။မြစ်ဆုံအလှတရားတွေပျက်စီးကုန်ပြီ။အရာဝတီမြစ်လည်းပျက်စီးပြီးရေချောင်းလမ်းတွေပြောင်းနေပြီ။မြစ်ချောင်းတွေမှာသေးတောင်တွေထွန်းလာနေပြီ။အဲဒါကြောင့်အခုလိုကန့်ကွက်ပြီးမလုပ်ကြဖို့တားမြစ်ရခြင်းဖြစ်တယ်လို့၎င်းကရှင်းပြပါရယ်။စက်ရန်တရားကြီးများဖြင့်နေညမပြတ်မြစ်ချောင်း AI တို့မှာရွှေတူးဖော်ခြင်းကြောင့်မြစ်ချောင်းများပျက်စီးခြင်းတောက်တုံးရဲ့နေပါလာခြင်းရေနေတတဝါများတေးကျေရှားပါလာခြင်းအပြင်မြစ်ချောင်းများမှာသေးတောင်ထွန်း၍ရေလမ်းကြောင်းပြောင်းလဲခြင်းများဖြစ်ပေါ်နေပြီးနှွေရာသီအချိန်မှာအဝီစီသွေးများရေခမ်းလာခြင်းရေတွင်းရေကန်များမှာရေမရှိခြင်းများဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါရယ်ကချင်ပြည်နယ်အတွင်းတဘာဝမြစ်ရေတောတောင်တွေကိုပုံမဖျက်ဆီးလာ၍လက်ရှိအချိန်မှာကချင်ပြည်နယ်ဟာရာသီဥတုပြောင်းလဲဖောက်ပြန်မှုများနှစ်စဉ်တိတိတတ်တာဖြစ်ပေါ်လာခဲ့ကြောင်းမြစ်ကြီးနားမြို့ပေါ်နေပြည်သူတအုပ်ကပြောပါရယ်ကျွန်တော်တို့ပြည်နယ်မှာတဘာဝရေမြေတောတောင်တွေနဲ့တဘာဝတစ်တော်တွေနှစ်စဉ်ပျက်စီးလာလို့ရာသီဥတုလည်းတိတိတတ်တာပြောင်းလဲလာတယ်အရင်ကဆိုကချင်ပြည်နယ်ကအရန်နေလို့ကောင်းနေအေးချမ်းနေရာသီဥတုမှန်နေအခုဆိုရင်တောတောင်ရေမြေတွေတစ်တော်တွေအားလုံးနှီးပါပျက်စီးလာတော့အခုဆိုအရန်ပူလာတယ်အချိန်အခါမဟုတ်မိုးရွာတွေရေခဲတောင်ဖုံးလွှမ်းမှု area တွေလျော့နေလာပြီးဒီလိုဖြစ်လာခြင်းကစီးပွားရေးသမားတွေရဲ့ကိုကျိုးစီးပွားတစ်ခုတည်းကိုကြီးခဲလို့ဟုတ်တယ်လို့၎င်းကသုံးသပ်ပြောဆိုခဲ့ပါတယ်ပြည်နယ်အတွင်းရှိမြစ်ချောင်း AI တို့မှာရွှေတူးဖော်မှုများအလွန်ကျွံပြုလုပ်လာ၍မတ်လ14ရက်နေ့မှာကြာရောက်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာမြစ်ချောင်း AI များနဲ့အထိမ်းအမှတ်ဖြင့်မြစ်ဆုံတန်ဖရေအာလန်ဘူပြေအစရှိတဲ့ကျေးရွာပေါင်း15ရွာမှာအမျိုးသမီးနေရာခန့်ကမတ်လ14ရက်နေ့မနက်9:00နာရီမှနေ့လယ်12:00နာရီအချိန်ထိစုတောင်းခြင်းမြစ်ချောင်း AI အသိပညာပေးဟောပြောပွဲနဲ့ထိန်းသိမ်းကာကွယ်ကြရန်စုပေါင်းပွဲပြုလုပ်ခဲ့ကြတယ်လို့သိရပါဗျ။အဆိုပါမလိအင်မိုင်စုအမျိုးသမီးများအဖွဲ့ချုပ်ဟာဒေသခံများရဲ့အတိမတ်ပြုအဖွဲ့အစည်းဖြစ်ပြီးမြစ်ချောင်း AI များပျက်စီးမှုမရှိစေရန်လွန်ခဲ့တဲ့3နှစ်တာအတွင်းကစတင်ပြီးစင်ဆက်မပြတ်အသိပညာပေးခြင်းတားမြစ်ကန့်ကွက်ခြင်းများကိုပြုလုပ်ခဲ့သူများလေးဖြစ်ပါရယ်